အားလုံးပဲမိတ်လို့ကျွန်တော်နာမည်တော့ PS Creator ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Master Craft ဆိုတဲ့ game လေးကိုဆော့တော့မှဖြစ်ပြီးအဲ game ထဲမှာတော့ Minecraft တူပဲဒါပေမဲ့သူ့မှာထူးခြားအကောင်လေးတော့ပါလာပဲဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုတော့ like and subscribe လေးလုပ်ပေးကြဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့ဆိုစလိုက်အောင်ဗျကျွန်တော်တို့ game နဲ့ဝင်ရင်နောက်မှခဏတော့စောင့်ရပေါ့ဒီမှာခဏဆောင်ကျွန်တော်ဒီမှာခဏဆောင်နေတော့ဗျဂိမ်းနဲ့တော့ဝင်သွားပြီပေါ့ဗျာဂိမ်းနဲ့ဝင်ချင်အောက်မှာဘာကောင်းလဲဒီမှာကျွန်တော်ကြည့်လိုက်တော့9လို့ဝေလာ9လို့အကောင်းလေးပေါ့ဗျာအဲကျွန်တော်လည်းကြောက်တာနဲ့ပေါ်တက်လာဒါပေမဲ့ကျွန်တော် host time တော့မဟုတ်ဘူးထင်ပါဗျာအဲနောက်မှာကျွန်တော်ရီကူအပေါ်မှာပါရီလည်းမသိဘူးအမြင်ပေါ့ဗျာတွေ့လို့ကျွန်တော်တက်သွားမလို့လုပ်ကြည့်ရဗျာအဲတော်တော်လုပ်ကြည့်ရကျွန်တော်အကောင်းဆုံးဖြစ်ခဲ့ပါဗျာဘရိုတွေ့ပါမယ်နောက်ဆုံးအဲ့ပေါ်တက်ပြန်တွေ့ပါလိမ့်မယ်ကျွန်တော်အရင်ဆုံးတက်ပင်နေတော့တွားမယ်တက်ပင်နေခုံမယ်တက်ပင်နေရှေ့သေးပေါ့ဗျတက်ပင်နေပေါ့ဒါမှတော့ကျွန်တော်တက်ပင်နေခုတ်တော့အမြင်နဲ့ပဲပြရမှာဖြစ်ပါတယ်တို့ကြည့်ပဲတက်ပင်နေခုတ်ပြီးတော့ဒီကြောက်တွေလည်းတူးခဲ့ပါတယ်ကြောက်တွေတူးပြီးချိန်မှာတော့လိုတဲ့ပစ္စည်းတွေတုပ်ပါတယ်ဓာတ်တွေပကက်တွေလုပ်ပါတယ်အဲ့ဒီကလေးလုပ်ပြီးချိန်မှာကျွန်တော်အပေါ်တက်ကြည့်ဖို့အတွက်လုပ်ပါတယ်ဘောတက်မကြည့်ရင်ကျွန်တော်အနားမှာ credit တွေပဲတခုနဲ့တရားတွေရယ် stone တွေရယ်တွေ့လို့ကျွန်တော်တောင်းရွေးပါတယ်ဘယ်အားလဲမသိဘူးဗီဒီယိုကနေကြည့်လဲမသိဘူးကျွန်တော်အဲ့ချိန်မှာအပေါ်တက်ဖို့လုပ်ပါတယ်ကျွန်တော်အပေါ်တက်တော့မှာပါကျွန်တော်အဲ့မှာရှေ့ပြုံနီးဒီရတခုလေးဗျကြီးပဲကျွန်တော်မတည်တော့ပန်အောင်နေတယ်အောက်ကြတော့ကဲတော့အစားလည်းတိတ်မရှိဘူးကျွန်တော်အစားလည်းရှိတော့အဲ့ဒီမှာကျင်းတော့အောက်ထဲကိုဝင်ဖို့တခုလုတ်ခဲ့ပါတယ်အထဲကိုကျွန်တော်ရှိရပါတယ်ကျွန်တော်အထဲကိုကြည့်မလို့လို့ရင်းနေပေါ့ဗျာတော့အထဲကိုဖောက်လို့အထဲမှာစံပြီးတယ်ကျွန်တော်အောက်ကြတော့ခဲ့ဗျာတော့အထဲကိုစံပြီးတယ်ကျွန်တော်ဖောက်ကြည့်လိုက်ပြီအဲ့ဒီမှာ spawner တွေပဲအားကြီးပဲဗျပြပါရောကျွန်တော်ဟိုတက်ခဲ့ရပါတယ်အဲ့ဒီမှာကျွန်တော်နောက်ထပ်နောင်တမရပဲနောက်ထပ်တော့ဖောက်ကြည့်လိုက်ပြီအဲ့ဒီမှာခွေပါတော့ပေါင်းလို့လုပ်နေကျွန်တော်အပေါ်ပြန်နေမလုပ်ခဲ့ရပါတယ်အဲ့ဒီမှာကျွန်တော်အကြံလုပ်ရတော့ကျွန်တော်အပေါ်ဆုံးထပ်မှာသင်ပြီးရှိလာဆိုကျွန်တော်ကြည့်လို့ဆုံးဖြတ်ပြီးတော့ဘောတက်ခဲ့ပါတယ်ကျွန်တော်ရှိပြေနီးအနေငယ်လေးဖြစ်ပါတယ်အဲ့ချိန်မှာကျွန်တော်မားသွားတာရှိပြေနီးကိုပကက်အဲ့ဒီဖြစ်လာပုံမြင်တယ်ဟောအဲ့မှာကျွန်တော်တော့ကိုလည်းကြည့်ရတယ်နောက်တော့မှလည်း moss တွေပြည်နေရတယ်ကျွန်တော်ဘောတက်လို့ပြောပါတယ်အဲ့ချိန်မှာကျွန်တော်စုံးကလည်း60ရှိရတော့အပေါ်တက်မလို့လုပ်ပါတယ်အဲ့ဒီမှာကျွန်တော်နောက်တော့ဖောက်ပြအဲ့ဒါခိုးအမှားပြီးနေသမီးတော်ရှိလို့ကျွန်တော်ပြန်အပေါ်တက်လို့လုပ်ခဲ့ပါတယ်ဒီကြားမှာအောက်မှာကြားတုံတွေ့ပါဗျာကျွန်တော်တော်ရအောင်ကျွန်တော်အပေါ်တက်ခဲ့လို့ကြားတုံအောက်မှာကျွန်တော်အတက်ဆောင်နေဖြစ်ပါတယ်ကျွန်တော်ပြီးရင်ဟိုတောင်ပေါ်တက်ချင်တယ်ပဲတက်ကြပါဗျာတော့အပေါ်မှာတော့သမီးမရှိဘူးလို့မျောလင့်ပါတယ်ဟိုသမီးတော့ရှိပြီကျွန်တော်အဲ့မှာချက်တွေ့ရဗျအဲ့မှာ diamond တွေရောတွေ့ရဗျ diamond ရ amber ရတွေ့ရဗျအဲ့ဒီမှာကျွန်တော်ချက်တွေတော့တွားကြည့်ရအဲ့မှာ diamond တွေ့ဗျကျွန်တော် diamond လည်းယူရကိုလည်းယူရဘုံလည်းယူရအယူရပါဗျကျွန်တော်ကြောက်ဘူးကြီးချာချာမိနေဗျဟုတ်တာနည်းနည်းလက်နေရဗျဂိမ်းကတော့ချက်တွေကိုကျွန်တော်ဝင်ကြည့်ရပါတယ်ဝင်ကြည့်ကျွန်တော်ကြိုက်တာဆိုကိုယူရတယ်
နောက်ထပ်ယူပါလေကုန်ယူပါဒိုင်းမွေးနေခုရဖုံးရကုန်ယူပါတယ်ကျွန်တော်ဒီပေါ်တက်ခက်တော့မန်လို့ပြောရပြီဗျအဲ့ဒါဆိုဒိုင်းမွေးနေအမ်ဘရစ်တွေအကုန်ရတယ်ဗျကျွန်တော်ဒိုင်းမွေးတော့ယူရကိုးရယူရကျွန်တော်အဲ့မှာချန်နေရသလိုဟောပဲရှေ့ဗျစပိုက်တာအညီပဲရှေ့ကျွန်တော်အဲ့ဆိုဖောက်ကြည့်လိုက်တဲ့အချိန်မှာစကလက်တန်ဒီမှာနေအောင်ဖူးရအနေမနိုးပဲစပွန်နာရစကလက်တန်စပွန်နာရဗျကျွန်တော်ကလုံးဖွင့်ဖောက်လို့ရမလားလူရအမေရလို့ကျွန်တော်မလုပ်ခဲ့ပါဘူးစပွန်နာတစ်ခုတူတယ်စပွန်နာတစ်ခုဖြစ်ပြီးတော့ကျွန်တော်အဲ့မှာအိမ်မလုပ်တယ်ဆိုတော့ကျွန်တော်အိမ်ရမှာပဲကြည့်ကြပဲဒါပေမဲ့ကျွန်တော်မှအစာလည်းမရှိအိမ်ရဖြစ်တော့ဒီပေါ်မိုးလေးကြီးစောင့်မှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်အတွေ့တစ်ခုလိုက်အာရအာမိုင်ဒိုင်မွန်းတွေလော့မယ်လို့ကျွန်တော်အတွေ့တစ်ခုကိုတော့ခဲ့ပါတယ်ကျွန်တော်လောက်ခဏကြည့်ပြီးတော့အခရက်နေပဲချတယ်ကျွန်တော်အရင်ဆုံးမလုပ်ကောင်းလဲစဉ်းစားရည်ဒီတော့ကျွန်တော်ဓာတ်တွေပီကက်ဒီရေလုံးပဲပြီးကျွန်တော်အရင်မီးလင်းအောင်ဝိုက်ထားပါတယ်ကျွန်တော်ဓာတ်ရေလုပ်ပါမယ်ကျွန်တော်ဓာတ်လုပ်ဖို့ဘာလုပ်ပါလဲအဲ့ကျွန်တော်ဘာတရားကြောင်းလုပ်တဲ့ဒိုင်မွေးပီကက်တွေဒိုင်မွေးဆော့ရလုပ်ပါတယ်ဒိုင်မွေး H ရောပြီးရောကျွန်တော်ရှောက်ချက်တွေတော့ပါရှိမယ်ရှောက်တီးအဲ့ကျွန်တော်ရှေ့ကျွန်တော်ပြည့်စည်မလိုတဲ့အိုက်ထဲပါတယ်ကျွန်တော်ပြီးတော့ဒိုင်မွေးအာမိုင်ထည့်ပါတယ်ဒီပေါ်လေးကကျွန်တော်ကတော်တော်ကောင်းပါလို့ပြောရမယ်ပြီးရင်ကျွန်တော်ဒိုင်မွေးအာမိုင်ဝတ်ပါတယ်ကျွန်တော်တညာလုံးဒီမှာတော့မှာဆိုတော့ကျွန်တော်ရှောက်လို့နေရပြောတယ်ဖက်နဲ့အိုးထုတ်လဲဝတ်ပါတယ်ကြာဖြစ်သေးကျွန်တော်ကုန်ယူရတယ်အဲ့ချိန်မှာကျွန်တော်တညာလုံးဆောင်ပြီးစာလင်းတော့ခဲ့ပါတယ်မနေ့ကလည်းကျွန်တော်အောက်ကိုတွားရလားစဉ်းစားတဲ့အချိန်မှာပေါ့နော်အောက်မှာလည်းတကယ်တည်းဆိုကျွန်တော်အောက်ကိုနည်းနည်းလေးပေါ့ဗျာနည်းနည်းလေးဆင်းကြည့်မယ်လို့တွေးရတဲ့အချိန်မှာစကလက်တာအဆင်မပြေဖြစ်နေတယ်ကျွန်တော်မဆင်းခဲ့ဘူးအဲ့ချိန်မှာကျွန်တော်ဒီအောက်ကိုပေါ့ဗျာအောက်ကိုတွားကြည့်မယ်ဆင်မတီးအောင်ပါလို့ကျွန်တော်မဆင်းခဲ့ဘူးကျွန်တော်ဒီညောက်ပေါ့ဗျာနည်းနည်းတူပြီးတွားကြည့်မယ်ဟိုချက်သေးကြည့်မယ်ပြောဗျာအဲ့ချိန်မှာကျွန်တော်ဆင်းတော့ချက်သေးတဲ့ချိန်တိုင်းမှုတော့တွေ့ပဲတိုင်းမဲ့ကျွန်တော်အတက်မတရားမနေပြန်တက်ခဲ့ရပါဗျာတော်ရပါဗျာကျွန်တော်တုံးမို့ဆင်းထိုင်ဆင်းတော့တီတော့မှာဗျာကျွန်တော်မတရားမနေလွတ်အောင်ယူရကျွန်တော်ဒီပတ်ဝန်းလေးရဒီမှာပြီးဆုံးတော့ပါခင်ဗျာပတ်တူနောက်နေ့မှာတင်ပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် like subscribe လုပ်ဖို့မမေ့ကြပါနဲ့